တနေ့ပြီးတနေ့ကျွန်တော်တို့အားလုံးဟာဘဝဆိုတဲ့ခရီးလမ်းကြီးပေါ်မှာကိုယ်ပိုင်အိမ်မက်တွေကိုယ်ပိုင်မျှော်လင့်ချက်တွေနဲ့ရှောင်လန်းနေကြပါတယ်။တချို့လူတွေကပိုကောင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့ကြိုးစားနေကြတယ်။တချို့လူတွေကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အိမ်မက်တွေကိုတော့လက်မလျှော့ဘဲနဲ့အကောင့်ထဲပေါ်ဖို့ကြိုးစားနေကြတယ်။တချို့လူတွေကမိသားစုအတွက်တချို့လူတွေကတော့ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက်နေ့ရက်တိုင်းအားထုတ်ရုန်းကန်နေကြပါတယ်။တကယ်တော့ဘဝမှာရည်မှန်းချက်ရှိခြင်းပိုကောင်းတဲ့အနာဂတ်အတွက်ကြိုးစားခြင်းတွေကအလွန်အရေးကြီးတဲ့အရာတွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်မက်မရှိတဲ့ဘဝဟာလမ်းမရှိတဲ့ခရီးတစ်ခုလိုဖြစ်နေတယ်လို့ပါ။ဒါပေမဲ့ရှေ့ကိုပဲအမြဲကြည့်ပြီးတော့ပြေးလွှားနေတဲ့အချိန်မှာကျွန်တော်တို့မတိမတာလက်လွတ်နေတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဒီနေ့ဒီအချိန်လက်ရှိအခိုက်အတန့်ကိုတန်ဖိုးထားပြီးတော့ခံစားနိုင်ခြင်းပဲဖြစ်ပါတယ်။လူတော်များကဘဝမှာပျော်ရွှင်မှုအတွက်အချိန်တစ်ခုကိုစောင့်နေကြပါတယ်။ဒီအလုပ်ရလာရင်ပျော်မယ်။ပတ်စံပူရှိလာရင်စိတ်ချမ်းသာမယ်။အောင်မြင်လာတဲ့အချိန်ကျရင်ဘဝကိုခံစားမယ်ဆိုပြီးတော့ပျော်ရွှင်မှုကိုအနာဂတ်တနေရာမှာထားတတ်ကြပါတယ်။အခါတလေကျွန်တော်တို့မသိလိုက်တဲ့အမှန်တရားတစ်ခုရှိတယ်။အဲ့ဒါကတော့ဘဝဟာအစဉ်ပြေပြီးမှခံစားရတဲ့အရာမဟုတ်ဘဲနဲ့ခံစားတတ်တဲ့သူတွေအတွက်သာအဓိပ္ပာယ်ရှိလာတဲ့အရာဖြစ်ပါတယ်။ဒီယူဆကိုစာရေးဆရာအဟပ်တော်ရဲ့ The Power of Now ဆိုတဲ့စာအုပ်မှာဖော်ပြထားတဲ့အဓိကယူဆတစ်ခုကတော့လူသားတွေဟာကိုယ့်ဘဝရဲ့တကယ်လက်ရှိအချိန်မှာနေထိုင်နေမဲ့အစားဖြစ်ပြီးသားအတိတ်တွေရဲ့အရေးအောက်မှာဒါမှမဟုတ်မရောက်သေးတဲ့အနာဂတ်ရဲ့စိုးရိမ်မှုတွေကြားထဲမှာတုပ်ဆုံးနေတတ်ကြတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အတိတ်ကကျွန်တော်တို့ကိုသင်ခန်းစာပေးနိုင်ပါတယ်။အနာဂတ်ကကျွန်တော်တို့ကိုရည်မှန်းချက်တွေပေးနိုင်ပါတယ်။ဒါပေမဲ့ဘဝကိုတကယ်ရှင်သန်နေရတဲ့နေရာကတော့လက်ရှိနေတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ကျွန်တော်တို့ဟာဒီနေ့ပြီးနေ့မနှက်ဖြန်အတွက်ပြင်ဆင်ရင်ဒီနေ့ကိုဖြတ်သန်းသွားကြပါတယ်။ဒီနေ့မှာအရာအလုံးပြည့်စုံလာရင်ဒီနေ့မှာအခက်အခဲတွေပြီးသွားရင်တနေ့မှာကိုလူချင်းတဲ့နေရာကိုရောက်သွားရင်အဲ့ဒီအချိန်ကျမှဘဝကိုအပြည့်အဝခံစားမယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့တကယ်တမ်းဘဝကကျွန်တော်တို့ကိုစောင့်မနေပါဘူး။အချိန်တွေဟာတိတ်ဆိတ်ဖြတ်သန်းနေပါတယ်။မနေ့ကအချိန်ကိုပြန်မရနိုင်ဘူးလို့မနှက်ဖြန်ကိုလည်းကျွန်တော်တို့မပိုင်ဆိုင်သေးပါဘူး။ကျွန်တော်တို့တကယ်ပိုင်ဆိုင်ထားတာကဒီနေ့ဒီအချိန်ဆိုတဲ့ဒီခဏလေးပဲဖြစ်ပါတယ်။အမြဲလိုချင်နေတဲ့စိတ်ကဘဝရဲ့ပျော်ရွှင်မှုကိုဘယ်လိုဖြစ်စီနေလဲ။ငယ်ငယ်တုန်းကလူကြီးဖြစ်ချင်ခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့လူကြီးတွေမှာလွတ်လပ်ခွင့်ရှိတယ်လို့ထင်ခဲ့ကြလို့ပါ။အဲ့လိုနဲ့လူကြီးဖြစ်လာတဲ့အခါမှာကလေးဘဝရဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုပြန်ပြီးတော့လိုချင်လာကြပြန်ပါတယ်။ကျောင်းသားဘဝတော့ကအလုပ်လုပ်ချင်ခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်ပိုင်မွေရှိရင်ဘဝပိုကောင်းမယ်လို့ထင်ခဲ့ကြလို့ပါ။ဒါပေမဲ့အလုပ်ဝင်လာတဲ့အခါအချိန်မရှိတော့တဲ့အရာကိုတတိထားမိလာကြပါတယ်။ပတ်စံရှာဖို့အချိန်တွေပြီးလိုက်ရင်ကိုယ်တကယ်ခံစားချင်ခဲ့တဲ့အရာတွေကိုလက်လွတ်နေမိတတ်ပါတယ်။ဒီလိုနဲ့လူတော်များဟာပျော်ရွှင်မှုကိုရှာဖွေနေရင်ပျော်ရွှင်နိုင်တဲ့အချိန်တွေကိုပဲဆုံးရှုံးနေကြပါတယ်။ခါတလေကျွန်တော်တို့ဟာငါမှဒီအရာရှိရင်ဘဝကပြည့်စုံသွားမယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအရာကိုရလာတဲ့အခါနောက်ထပ်တစ်ခုကိုထပ်ပြီးတော့လိုချင်လာပါတယ်။အားကြောင့်လဲဆိုတော့လူစိတ်ဟာရရှိထားတဲ့အရာကိုမကြခဏအလေးချိန်ဖြစ်သွားစေပြီးတော့မရသေးတဲ့အရာကိုပဲပို့ပြီးတော့အရေးကြီးတယ်လို့ထင်စေတတ်လို့ပါ။ဒါကြောင့်တချို့လူတွေကဘဝမှာအများကြီးပိုင်ဆိုင်ထားပေမဲ့မပျော်ရွှင်နိုင်ကြပါဘူး။တချို့လူတွေကတော့အရာအလုံးမပြည့်စုံသေးပေမဲ့ရရှိထားတဲ့အရာတွေကိုတန်ဖိုးထားတတ်လို့စိတ်ချမ်းသာစွာနေနိုင်ကြပါတယ်။ကွာခြားချက်ကပိုင်ဆိုင်ထားတဲ့အရာပမာဏမဟုတ်ပါဘူး။ရှိပြီးသားအရာတွေကိုဘယ်လိုမြင်တတ်တယ်လဲဆိုတဲ့အမြင်ပါပဲ။စာရေးဆရာအဟပ်တော်ရဲ့အတွေးအမြင်ထဲမှာလည်းလူတစ်ယောက်ရဲ့နာကျင်မှုအများစုကလက်ရှိအချိန်မှာဖြစ်နေတဲ့အရာထက်ကိုယ်စိတ်ထဲမှာဖန်တီးထားတဲ့အတွေးနဲ့ပိုပြီးဆက်နွယ်နေတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတွေ့ရပါတယ်။တကယ်တော့ပြဿနာတွေရှိနေလို့ပဲကျွန်တော်တို့မပျော်ရွှင်တာမဟုတ်ပါဘူး။အခါတလေပြဿနာတွေကိုကြော်လွန်ပြီးမှပျော်ရွှင်မယ်ဆိုတဲ့အတွေးကြောင့်လက်ရှိမှာရှိနေတဲ့ငြိမ်းချမ်းမှုတွေကိုမမြင်နိုင်တော့တာဖြစ်ပါတယ်။လူတော်များကဘဝကိုအပြည့်အဝခံစားနိုင်မှုအတွက်အချိန်တစ်ခုကိုစောင့်နေကြပါတယ်။ဒီအရာပြီးသွားရင်ဒီပြဿနာဖြေရှင်းပြီးသွားရင်ငွေကြေးပို့ပြီးတော့အဆင်ပြေလာရင်အောင်မြင်မှုတစ်ခုရလာရင်ကိုလိုချင်တဲ့အရာတွေအားလုံးပြည့်စုံလာရင်အဲ့ဒီအချိန်မှာစိတ်အေးနဲ့ဘဝကိုခံစားကြမယ်လို့တွေးတတ်ကြပါတယ်။ဒါပေမဲ့ဘဝရဲ့အဝတ်အစားကောင်းတဲ့အမှန်တရားတစ်ခုကတော့ပြည့်စုံတဲ့အချိန်ဆိုတာဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူး။အားကြောင့်လဲဆိုတော့လူတစ်ယောက်ရဲ့လူချင်းမှုတွေဟာအဆုံးမရှိတဲ့အရာတွေဖြစ်နေလို့ပါ။ဒီနေ့ကိုလူချင်းတဲ့အရာတစ်ခုရလာတဲ့အခါမနှက်ဖြန်မှာနောက်ထပ်လူချင်းတဲ့အရာတစ်ခုပေါ်လာတတ်ပါတယ်။ဒီနေ့ဖြည့်ရှင်းပြီးသွားတဲ့ပြဿနာတစ်ခုရဲ့နေရာမှာနောက်ထပ်ပြဿနာအသစ်တစ်ခုရောက်လာတတ်ပါတယ်။ဒါဟာဘဝရဲ့သဘာဝတစ်ခုပါပဲ။ဘဝဆိုတာပြဿနာအလုံးပြောက်ွယ်သွားတဲ့နေရာတစ်ခုမဟုတ်ပါဘူး။ပြဿနာတွေရှိနေတဲ့ကြားထဲမှာဘယ်လိုနေနိုင်မလဲ။ဘယ်လိုခံနိုင်ရရှိမလဲ။ဘယ်လိုအတိတ်ပဲရှိရှင်းသန်မလဲဆိုတာကိုသင်ယူရတဲ့ခရီးတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အများစုကအတိတ်ကိုပြောင်းလဲလို့မရတာကိုသိကြပါတယ်။အနာဂတ်ကိုလည်းအပြည့်အဝမထိန်းချုပ်နိုင်ကြပါဘူး။ဒါပေမဲ့လက်ရှိအချိန်ကိုတော့ဘယ်လိုအသုံးချမလဲဆိုတာကိုရွေးချယ်နိုင်ပါတယ်။ဒီနေ့ကိုယ်အနားမှာရှိနေတဲ့လူတွေကိုတန်ဖိုးထားနိုင်ပါတယ်။ဒီနေ့ရရှိထားတဲ့အခွင့်အရေးတွေကိုအသုံးချနိုင်ပါတယ်။
ဒီနေ့ကိုယ့်ဘဝထဲမှာရှိနေတဲ့သေးငယ်တဲ့ပျော်ရွှင်မှုလေးတွေကိုလည်းခံစားနိုင်ပါတယ်တကယ်တော့လူတစ်ယောက်ရဲ့ဘဝဟာကြီးမားတဲ့အောင်မြင်မှုတွေကြောင့်ပဲအထိပ္ပယ်ရှိလာတာမဟုတ်ပါဘူးနေ့စဉ်ဘဝထဲမှာရှိနေတဲ့သေးငယ်သေးတဲ့အရာလေးတွေကိုလည်းဘလောက်တောင်တန်ဖိုးထားနိုင်တယ်လဲဆိုတာကြောင့်လည်းအထိပ္ပယ်ရှိလာတာဖြစ်ပါတယ်ခါတလေကျွန်တော်တို့ကတနေ့နေ့မှာဆိုတဲ့စကားလုံးတော့ကိုအရန်လိုက်နေကြပါတယ်တနေ့နေ့မှာခရီးသွားမယ်တနေ့နေ့မှာမိသားစုနဲ့အချိန်ပိုပေးမယ်တနေ့နေ့မှာကိုကြိတ်တဲ့အရာတွေကိုလုပ်မယ်တနေ့နေ့မှာကိုယ့်ကိုယ်ကိုဂရုစိုက်မယ်ဒါပေမဲ့အဲ့ဒီတနေ့နေ့ဆိုတာဘယ်တော့ရောက်မလာမလဲဆိုတာမသိကြပါဘူးဘဝရဲ့အချိန်တွေဟာကျွန်တော်တို့စောင့်နေတဲ့အချိန်တိုင်းရပ်မနေပါဘူးအချိန်တွေကဆက်ပြီးရွေးရှားနေမှာပါဒါကြောင့်ကိုချစ်တဲ့လူတွေကိုချစ်တယ်လို့ပြောဖို့ကျေးဇူးတင်ရတဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောဖို့ကိုဘဝရဲ့လက်ရှိအချိန်တွေကိုခံစားဖို့နောက်မှဆိုပြီးတော့မရွှေ့ဆိုင်တင်ပါဘူးဘာကြောင့်လဲဆိုတော့ဒီနေ့မှာကျွန်တော်တို့ပြန်လှည့်ကြည့်တဲ့အခါနောက်လာရစီမဲ့အရာကငါပတ်ဆက်မများခဲ့လို့ငါပိုပြီးအောင်မြင်မလာခဲ့လို့ဆိုတာထက်ငါဘဝမှာရှိနေခဲ့တဲ့အဖို့တန်အချိန်တွေကိုအားကြောင့်မခံစားခဲ့မိတာလဲဆိုတဲ့အတွေးဖြစ်နိုင်ပါတယ်ဒါကြောင့်ဘဝကိုစတင်မှုအကောင်းဆုံးအချိန်တစ်ခုကိုမဆောင်ပါနဲ့ဘဝကိုခံစားဖို့အကောင်းဆုံးအချိန်ကဒီနေ့နေ့မှာမဟုတ်ပါဘူးအခုလက်ရှိရောက်နေတဲ့ဒီအချိန်ပဲဖြစ်ပါတယ်သိငယ်တဲ့အရာတွေထဲမှာဘဝရဲ့တန်ဖိုးတွေရှိနေတယ်လူအများစုကအောင်မြင်မှုကြီးတွေလူသိများတဲ့နာမည်တစ်ခုညားပြားတဲ့ပိုင်ဆိုင်မှုတွေလူတွေကအသိမှတ်ပြုတဲ့အစဉ်အတန်းတွေဒီအရာတွေကိုပဲဘဝရဲ့အရေးကြီးဆုံးအရာလို့ပဲမြင်တတ်ကြပါတယ်ဒါပေမဲ့ဘဝကိုတကယ်ပြန်လှည့်ကြည့်တဲ့အခါကျွန်တော်တို့မှတ်မိနေတဲ့အရာတွေကအမြဲတမ်းကြီးမားတဲ့အောင်မြင်မှုတွေမဟုတ်ကြပါဘူးတစ်ခါတလေဘဝရဲ့အလှပဆုံးအမှတ်တရတွေဟာအလွန်ရိုးရှင်းတဲ့အခိုက်အတန့်လေးတွေမှာပဲရှိနေတတ်ပါတယ်ဥပမာအနေနဲ့ငယ်ငယ်တုန်းကမိသားစုနဲ့အတူထိုင်စားခဲ့တဲ့ထမင်းတနက်မိုးရွာတဲ့နေ့တစ်နေ့မှာအိမ်ထဲမှာအေးအေးဆေးဆေးနေခဲ့တဲ့အချိန်ငယ်ချင်းတွေနဲ့အကြောင်းမဲ့ရီမောခဲ့တဲ့အခိုက်အတန့်တွေကိုအားပေးပေးခဲ့တဲ့လူတစ်ယောက်ရဲ့စကားလေးတစ်ခုဒီယာတွေကအဲ့ဒီအချိန်မှာတော့တာမန်လူပဲလို့ထင်ရနိုင်ပါတယ်ဒါပေမဲ့နှစ်တကြာလာပြီးတဲ့နောက်ပြန်ဆင်းထားတဲ့အခါမှာအဲ့ဒီအချိန်လေးတွေကပဲဘဝရဲ့တန်ဖိုးအရှိဆုံးအမှတ်တရတွေဖြစ်လာတတ်ပါတယ်လူတွေကထူးဆန်းပါတယ်ရှိနေတဲ့အချိန်မှာတန်ဖိုးကိုမသိတတ်ကြဘူးဆုံးရှုံးသွားတဲ့အခါမှာအဲ့ဒီအရာရဲ့တန်ဖိုးကိုနားလည်လာတတ်ကြပါတယ်ငယ်ရွယ်တဲ့အချိန်မှာအချိန်တွေအများကြီးရှိတယ်လို့ထင်ကြပါတယ်မိသားစုနဲ့အချိန်ဖြုံးဖို့နောက်မှလုပ်မယ်လို့တွေးကြပါတယ်တငယ်ချင်းတွေနဲ့တွေ့ဖို့နောက်မှလုပ်မယ်လို့တွေးကြပါတယ်ကို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 ယူဆိုင်ဖို့လည်းနောက်မှလုပ်မယ်လို့တွေးကြပါတယ်ဒါပေမဲ့အချိန်တွေကတော့ကျွန်တော်တို့ကိုစောင့်နေမှာမဟုတ်ပါဘူးတိတ်တဆိတ်နဲ့ဖြတ်သန်းသွားမှာဖြစ်ပါတယ်ဒါကြတော့ဘဝဆိုတာကြီးမားတဲ့အခိုက်အတန့်တွေစုပေါင်းထားတဲ့အရာမဟုတ်ပါဘူးနေ့စဉ်ဖြတ်သန်းနေတဲ့သိငယ်တဲ့အချိန်လေးတွေစုပေါင်းထားတာဖြစ်ပါတယ်မနက်ခင်းမှာနိုးထလာနိုင်ခြင်းအသက်ရှူနေနိုင်ခြင်းကိုချင်းရတဲ့သူတွေကိုမြင်တွေ့နေနိုင်ခြင်းကိုလှုပ်ချင်နေတဲ့အရာတွေကိုကြိုးစားနိုင်ခြင်းဒီအရာတွေဟာရွှေရှင်းနေတဲ့တကယ်တော့အလွန်တန်ဖိုးကြီးတဲ့လက်ဆောင်တွေဖြစ်ပါတယ်ခါတလေကျွန်တော်တို့ကကိုယ်အနားမှာရှိနေပြီးသားပျော်ရွှင်မှုလေးတွေကိုတော့မမြင်မိကြပါဘူးမိသားစုနဲ့စကားပြောရတဲ့အချိန်တငယ်ချင်းတယောက်ရဲ့အားပေးမှုကိုယ့်အတွက်တည်တံ့ရတဲ့တိတ်ဆိတ်တဲ့အချိန်ဒီအရာတွေကဘလောက်ပဲတင်းငယ်တယ်လို့ထင်ရပါစေဘဝကိုအတိတ်ပဲရှိစေတဲ့အရာတွေပဲဖြစ်ပါတယ်စာရေးဆရာအဟပ်တော်ရဲ့အတွေးမြင်နေပါလေလက်ရှိအချိန်ကိုသတိထားပြီးရှိနေခြင်းကဘဝရဲ့အလှတရားကိုမြင်နိုင်စေတဲ့အရေးကြီးသောအရာတစ်ခုဖြစ်တယ်ဆိုတဲ့အတိတ်ပဲကိုတွေ့နေပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မပြောရှင်တာဘဝမှာကောင်းတဲ့အရာတွေမရှိလို့မဟုတ်ပါဘူးတခါတလေရှိနေပြီးသားကောင်းတဲ့အရာတွေကိုတတိမထားမိတော့လို့ဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုမေးကြည့်ဖို့လိုပါတယ်ငါပိုကောင်းတဲ့အရာတွေရဖို့ကြိုးစားနေရင်အခုရှိနေတဲ့ကောင်းတဲ့အရာတွေကိုမမြင်တော့ဘူးလားငါဘဝမှာတကယ်တန်ဖိုးရှိတဲ့သူတွေကိုအချိန်ပေးနေသလားငါပိုင်ဆိုင်ထားတဲ့ဒီနေ့ရက်တွေကိုတန်ဖိုးထားနေသလားဆိုတဲ့မိကုန်းတွေပါဘာကြောင့်လဲဆိုတော့ဒီနေ့မှာဘဝရဲ့နောက်ဆုံးအခြေအနေကိုပြန်လှည့်ကြည့်တဲ့အခါကျွန်တော်တို့ဟာဘလောက်အောင်မြင်ခဲ့တယ်လဲဆိုတာထက်ဘလောက်ချစ်ခဲ့လဲဘလောက်ရင်မောခဲ့လဲဘလောက်တန်ဖိုးရှိတဲ့အချိန်တွေကိုခံစားခဲ့လဲဆိုတာတွေကိုပို့ပြီးတော့မှတ်မိနေမှာဖြစ်လို့ပါဘဝကိုခံစားဖို့အရာအလုံးပြောင်းလဲဖို့မလိုပါဘူးတချို့လူတွေကလက်ရှိဘဝကိုအမြဲတမ်းမလုံလောက်ဘူးလို့ခံစားနေတတ်ကြပါတယ်လက်ရှိအလုပ်ကမကောင်းဘူးလို့ထင်တယ်လက်ရှိဝင်ငွေကမလုံလောက်ဘူးလို့ထင်တယ်လက်ရှိအခြေအနေကမဖြစ်သင့်ဘူးလို့ထင်တယ်ဒီလိုအတွေးတွေကြားထဲမှာနေရတွေဖြစ်တတ်နေကြပါတယ်ဒါပေမဲ့တစ်ခါတလေပြောင်းလဲဖို့လိုအပ်တာကအခြေအနေတစ်ခုလုံးမဟုတ်ပါဘူးအဲ့ဒီအခြေအနေကိုကြည့်နေတဲ့ကိုယ့်ရဲ့အမြင်ဖြစ်နိုင်ပါတယ်ဥပမာအနေနဲ့လူတစ်ယောက်ကမိုးရွာတဲ့နေ့တစ်နေ့မှာဒီနေ့မိုးရွာလို့လှုပ်သွားရတဲ့စိတ်ညစ်စရာပဲလို့တွေးနိုင်ပါတယ်တခြားလူတစ်ယောက်ကတော့ဒီလိုအေးမြတဲ့ရာသီဥတုတွေကိုခံစားရတာကောင်းလိုက်တာလို့တွေးနိုင်ပါတယ်ဘဝမှာလည်းဒီလိုပါပဲကျွန်တော်တို့မပြောင်းလဲနိုင်တဲ့အရာတွေအများကြီးရှိပါတယ်ပြီးခဲ့တဲ့အချိန်တွေတချို့လူတွေရဲ့ဆုံးဖြတ်ချက်တွေဖြစ်ပြီးသားအဖြစ်အပျက်တွေဒါတွေကိုပြန်ပြောင်းလို့မရပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကိုဘယ်လိုပြန်တုံ့ပြန်မလဲကိုဘဝကိုဘယ်လိုမြင်မလဲကိုမှရှိနေတဲ့အရာတွေကိုဘယ်လိုတန်ဖိုးထားမလဲဒါတွေကိုတော့ရွေးချယ်နိုင်ပါတယ်ပျော်ရွှင်မှုဆိုတာဘဝမှာပြဿနာမရှိတော့တဲ့အချိန်မှာရောက်လာတာမဟုတ်ပါဘူးပြဿနာတွေဂျားထဲမှာတော့စိတ်ငြိမ်းချမ်းမှုကိုရှာဖွေနိုင်တဲ့အခါမှာရောက်လာတာဖြစ်ပါတယ်လူတစ်ယောက်မှာအရာအလုံးရှိနေရင်တော့
စိတ်ထဲမှာအမြဲမကြင်မနဲ့ဖြစ်နေမယ်ဆိုရင်ဘယ်တော့မှပြည့်စုံတယ်လို့ခံစားရမှာမဟုတ်ပါဘူးဒါပေမဲ့အရာအလုံးမပြည့်စုံသေးဘူးနဲ့ရှိနေတဲ့အရာတွေကိုတန်ဖိုးထားတဲ့သူကတော့ပိုပြီးအေဂျင့်တဲ့ဘဝကိုပိုင်ဆိုင်နေပါတယ်ဘဝကိုပြောရှင်းသောနေခြင်းရင်အရာအလုံးကိုပြောင်းလဲဖို့မလိုအပ်ပါဘူးတစ်ခါတလေကိုယ့်ရဲ့အတွေ့အကြုံကိုပြောင်းလဲဖို့ပဲလိုအပ်ပါတယ်ငါမှာဘာတွေမရှိသေးဘူးလဲဆိုတဲ့မေးခွန်းအစားငါဘာတွေရှိနေပြီးပြီလဲလို့မေးကြည့်ပါငါဘဝမှာဘာတွေလိုနေသေးလဲဆိုတာထက်ငါဘဝထဲမှာဘာတွေကိုတန်ဖိုးထားသင့်လဲလို့စဉ်းစားကြည့်ပါမိကုံပြောင်းသွားတဲ့အခါမြင်ကွင်းလေးပြောင်းသွားပါတယ်ဘဝရဲ့ပြောချင်မှုကအမြဲတမ်းအပြင်ဘက်ကပေးလာမယ့်အရာတွေမဟုတ်ပါဘူးတစ်ခါတလေကိုယ်အတွင်းထဲမှာရှိနေပြီးသားအရာတစ်ခုဖြစ်ပါတယ်အဲ့ဒါတွေကိုရှာဖွေဖို့အတွက်အဝေးကြီးကိုသွားကြရလည်းမဟုတ်ပါဘူးကိုယ့်ရဲ့လက်ရှိဘဝတွေကိုပဲနည်းနည်းလေးတည်ထားရှိဖို့ပဲလိုပါတယ်ဘဝကိုပြောင်းလဲပြီးနိုင်တဲ့အရာကအမြဲတမ်းအခြေအနေအသစ်တစ်ခုမဟုတ်ပါဘူးရှိနေတဲ့ဘဝကိုအမြင်အသစ်တစ်မျိုးနဲ့မြင်တက်လာခြင်းပဲဖြစ်ပါတယ်ဒီနေ့ခေတ်လူများစုမှာအမြဲတမ်းအလုပ်များနေကြပါတယ်မနေ့အိယာထားပြီးတဲ့အချိန်ကစပြီးတော့လောက်ဆရာရှိတာတွေစဉ်းစားရတယ်တာဝန်တွေကိုဖြည့်ရှင်းရတယ်အနာဂတ်အတွက်ပြင်ဆင်ရတယ်ဒီလိုနဲ့တနေ့ပြီးတနေ့ဖြစ်တန်းလာကြပါတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကကျွန်တော်တို့ဟာဘဝကိုပိုကောင်းအောင်ကြိုးစားနေရင်းနဲ့ကိုယ့်ရဲ့ဘဝကိုကိုပြန်ကြည့်ဖို့အချိန်မပေးနိုင်တော့တာဖြစ်ပါတယ်ဒါလေကျွန်တော်တို့ဟာဘယ်ကိုသွားနေမှတော့မသိဘဲနဲ့ပြေးနေကြတယ်လူတွေအားလုံးလိုက်နေတဲ့လမ်းကိုလိုက်နေတယ်လူတွေအောင်မြင်တယ်လို့သတ်မှတ်တဲ့အရာတွေကိုရှာနေတယ်ဒါပေမဲ့ကိုယ့်စိတ်ထဲမှာတကယ်လိုချင်တာဘာလဲဆိုတာကိုတော့မမေးပြတော့ပါဘူးငါတကယ်ပျော်နေရဲ့လားငါလုံးနေတဲ့အရာတွေကငါဘဝအတွက်အတိတ်ပဲရှိရလားငါရှာဖွေနေတဲ့အောင်မြင်မှုကတကယ်ပဲငါလိုချင်တဲ့ဘဝလားဆိုတဲ့မိကုံကိုမေးနေကြပါတယ်တခါတလေတော့လေကျွန်တော်တို့ကကိုယ့်ကိုယ်အရန်ဖိအားပေးတတ်ကြပါတယ်ငါကဒီထက်ပိုကောင်းရမယ်ငါကဒီထက်ပိုရအောင်ကြိုးစားရမယ်ငါနောက်မကျရဘူးဆိုတဲ့အမြဲတမ်းကိုယ့်ကိုယ်တွန်းအားပေးနေကြပါတယ်ကြိုးစားမှုကအရေးကြီးပါတယ်တိုးတက်ဖို့ကြိုးစားတာကလည်းမှန်ပါတယ်ကိုယ့်ကိုယ်မေးလျော့သွားတဲ့အထိကြိုးစားနေမယ်ဆိုရင်ဒီနေ့မှာကိုရှာဖွေနေတဲ့အရာကိုရရှိလာခဲ့ရင်တော့အဲ့ဒီအရာကိုခံစားနိုင်တဲ့စိတ်အားမရှိနိုင်တော့ပါဘူးဘဝမှာအရေးကြီးတဲ့အရာတစ်ခုကကိုယ့်ရဲ့ခရီးလမ်းကိုကိုနားလည်ဖို့ပါလူတိုင်းရဲ့ဘဝလမ်းဟာမတူညီကြပါဘူးတချို့သူတွေကအသက်ငယ်နဲ့အောင်မြင်နိုင်တယ်တချို့သူတွေကအချိန်ယူပြီးမှသူတို့ရဲ့နေရာကိုရှာတွေ့နိုင်တယ်ဒါပေမဲ့သူများရဲ့အချိန်နဲ့ကိုယ့်ဘဝကိုတိုင်းတာနေမယ်ဆိုရင်ကိုယ့်ဘဝမှာရှိနေတဲ့တန်ဖိုးတွေကိုမမြင်နိုင်တော့ပါဘူးကိစ္စတဲ့အချိန်လေးတစ်ခုယူပြီးကိုယ့်ဘဝကိုပြန်ကြည့်ကြည့်ပါကိုဘလောက်ဝိုးဝေးရောက်ခဲ့ပြီလဲဘလို့အခက်အခဲတွေကိုကြော်ဖြတ်ခဲ့ပြီလဲဘသူတွေကကိုဘဝထဲမှာအရေးကြီးနေသေးလဲပြီးတော့ကိုဘလို့လူတစ်ယောက်ဖြစ်ချင်တာလဲဒီຢာတွေကိုပြန်စဉ်းစားဖို့လိုပါတယ်ဘဝဆိုတာအမြဲတမ်းအမြန်ဆုံးသွားနိုင်တဲ့သူကအနိုင်ရတဲ့ပြန်ပွဲတစ်ခုမဟုတ်ပါဘူးနည်းနည်းလေးရှောင်ရင်းနဲ့ကိုဘေးမှာရှိနေတဲ့အရာတွေကိုမြင်နိုင်တဲ့သူကပဲဘဝရဲ့အတိတ်ပဲစိတ်ကိုရှာတွေ့နိုင်ပါတယ်ကျွန်တော်တို့ကဘဝကိုအနိုင်ယူဖို့ကြိုးစားနေကြပါမယ်တခါတလေဘဝနဲ့အတူလာရောညီတူနေတတ်ဖို့လည်းသင်ယူဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဘဝရဲ့အလှတရားဟာရောက်ရှိသွားတဲ့နေရာမှာပဲမရှိပါဘူး။ကိုရှောက်လန်းနေတဲ့ခရီးတစ်လျှောက်လုံးမှာရှိနေပါတယ်။ဘဝဆိုတာအမြဲတမ်းကျွန်တော်တို့လိုချင်တယ်လို့ဖြစ်နေတဲ့အရာတခုမဟုတ်ဘူး။တချို့နေ့တွေမှာအားရင်အပြည့်နဲ့ရှေ့ဆက်နိုင်တဲ့အချိန်တွေရှိမယ်။တချို့နေ့တွေမှာဘာကြောင့်ရှေ့ဆက်နေရမှန်းတော့မသိတော့တဲ့အထိပင်ပန်းနွမ်းနယ်လာနေပါတယ်။တချို့အချိန်တွေမှာကြိုးစားသမျှအရာအလုံးအဆင်ပြေတယ်လို့ခံစားရနိုင်ပေမဲ့တချို့အချိန်တွေမှာတော့ဘလောက်ပဲကြိုးစားအရာကကိုယ့်ဘက်မှာမရှိတယ်လို့ခံစားရနိုင်ပါတယ်။ဒါတွေကြောင့်အဲ့ဒီအချိန်တွေကြားထဲမှာကျွန်တော်တို့မမေ့တဲ့အရာတွေရှိပါတယ်။အဲ့ဒါကတော့ဘဝရဲ့တန်ဖိုးဟာအခက်အခဲတွေမရှိတော့တဲ့အချိန်မှာမဟုတ်ဘဲနဲ့အခက်အခဲတွေကြားထဲမှာတော့ဘလို့ရှင်းတန်းနေတယ်လဲဆိုတာမှရှိနေတယ်ဆိုတာပါပဲ။ကျွန်တော်တို့ကဘဝမှာဖြစ်လာတဲ့မကောင်းတဲ့အရာတွေကိုမှအအောင်ဆိုင်မိတတ်ကြပါတယ်။မအောင်မြင်တဲ့အရာတွေဆုံးရှုံးခဲ့တဲ့အရာတွေဖြစ်မလာခဲ့တဲ့အိမ်မက်တွေနောက်ကျခဲ့တဲ့အခွင့်အရေးတွေဒါတွေကိုပဲပြန်တွေးရင်းနဲ့လက်ရှိမှာရှိနေတဲ့ကောင်းမွန်တဲ့အရာတွေကိုမမြင်နိုင်တော့ပါဘူး။ဘဝဆိုတာပြည့်စုံတဲ့အရာတွေစုစည်းထားတဲ့နေရာတစ်ခုမဟုတ်ပါဘူး။မပြည့်စုံမှုတွေအမှားတွေသင်ခန်းစာတွေပြောင်းလဲမှုတွေဒါတွေအားလုံးနဲ့ဖွဲ့စည်းထားတဲ့ခရီးလမ်းတစ်ခုဖြစ်ပါတယ်။စာရေးဆရာ Abdul ရဲ့ The Power of Now မှာဖော်ပြထားတဲ့အဓိကအတွေ့အကြုံကိုအဓိပ္ပာယ်ဖော်ပြရမယ်ဆိုရင်လူတစ်ယောက်ဟာလက်ရှိအချိန်နဲ့ဆက်သွယ်နိုင်တဲ့အခါအတိတ်ရဲ့နာကျင်မှုတွေအနာဂတ်ရဲ့စိုးရိမ်မှုတွေကနေလွတ်မြောက်ပြီးတော့လက်ရှိဘဝရဲ့အလှတရားကိုပုံမမြင်နိုင်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ကျွန်တော်တို့မှာတကယ်ပိုင်ဆိုင်တဲ့အချိန်ကအတိတ်လည်းမဟုတ်ပါဘူးအနာဂတ်လည်းမဟုတ်ပါဘူးလက်ရှိရှိနေတဲ့အချိန်တစ်ခုပဲဖြစ်နေလို့ပါ။ဒါကြောင့်မနှက်ဖြန်အတွက်ကြိုးစားပါအိမ်မက်တွေအတွက်အားထုတ်ပါကိုကောင်းတဲ့ဘဝတစ်ခုအတွက်အရှိဆက်ပါဒါပေမဲ့အဲ့ဒီခရီးလမ်းမှာဒီနေ့ကိုတော့မမေ့ပါနဲ့ကိုချင်းရတဲ့သူတွေနဲ့ရှိနေတဲ့အချိန်ကိုတန်ဖိုးထားပါကိုယူထိုက်ဖို့လည်းမမေ့ပါနဲ့တာမန်လို့တင်ရတဲ့နေ့ရက်လေးတွေကိုတော့တန်ဖိုးရှိတဲ့အရာဖြစ်မြင်တတ်အောင်လေ့ကျင့်ပါဒီနေ့မှာကျွန်တော်တို့ကိုယ့်ဘဝကိုပြန်ကြည့်တဲ့အခါဘဝမှာရခဲ့တဲ့ပစ္စည်းတွေထက်ကိုပြတ်တန်းခဲ့တဲ့အချိန်တွေကိုပဲပို့ပြီးတော့သတိရနေမှာဖြစ်လို့ပါကိုချစ်ခဲ့တဲ့အချိန်တွေကိုရင်မောခဲ့တဲ့အချိန်တွေကိုကြော်ဖြတ်ခဲ့တဲ့အခက်ခဲတဲ့အချိန်တွေ
ဒါတွေအားလုံးကကိုဘဝရဲ့တန်ဖိုးရှိတဲ့အစိပ်ပိုင်းတွေဖြစ်လာမှာပါဒါကြောင့်ဘဝကိုအမြဲတမ်းပိုကောင်းလာမယ့်အချိန်အတွက်ပဲမဆောင်ပါနဲ့ဒီနေ့ရှိတဲ့အချိန်ကိုလည်းခံစားပါဒီနေ့တွေ့နေတဲ့လူတွေကိုလည်းတန်ဖိုးထားပါဒီနေ့ရရှိနေတဲ့အသက်ရှင်ခွင့်ကိုလည်းကျေးဇူးတင်ပါအားကြောင့်လဲဆိုတော့ကျွန်တော်တို့ရှာဖွေနေတဲ့ပြောချင်မှုကဒီနေ့ရမှာစောင့်နေတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့သတိထားမိတဲ့အခိုက်အတန့်တိုင်းမှာရှိနေတဲ့အရာဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ဘဝဆိုတာအမြဲတမ်းအဖြေတွေရှာတွေ့ထားပြီးသားခရီးတစ်ခုမဟုတ်ပါဘူးအခါတလေမတိကျမှုတွေနဲ့ရှိစေရမယ်ဖြစ်မလာသေးတဲ့အိမ်မက်တွေနဲ့ဆောင်ခိုင်းရမယ်နားမလည်နိုင်သေးတဲ့အဖြစ်အပျက်တချို့ကိုလည်းလက်ခံရမယ်ဒီအရာတွေကြားထဲမှာပဲလူတစ်ယောက်ကကြီးပြင်းလာပါတယ်အခက်အခဲတွေကကျွန်တော်တို့ကိုအားနည်းစေဖို့ပဲရောက်လာတာမဟုတ်ပါဘူးတချို့အရာတွေကိုပို့ပြီးနားလည်လာစေဖို့တချို့အရာတွေရဲ့တန်ဖိုးကိုပို့ပြီးတော့မြင်လာစေဖို့ပြီးတော့ကိုယ့်ဘဝအကြောင်းကိုပို့သိလာစေဖို့ရောက်လာတာလည်းဖြစ်နိုင်ပါတယ်ဒီနေ့မှာကျွန်တော်တို့တွေကိုယ့်ဘဝကိုပြန်ကြည့်တဲ့အခါအရေးကြီးဆုံးအရာတွေဟာပြည့်ပြည့်စုံတဲ့နေ့တွေမဟုတ်နိုင်ပါဘူးအမားတွေကြားထဲကနေတည်ယူခဲ့တဲ့နေ့တွေဆုံးရှုံးမှုတွေကြားထဲကပုံမှုခိုင်မာလာတဲ့နေ့တွေမလွယ်ကူပင်မဲ့ဆက်လျှောက်ခဲ့တဲ့နေ့တွေအဲ့ဒီနေ့တွေကပဲကိုယ့်ဘဝရဲ့အထိပ္ပယ်ကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်နိုင်ပါတယ်ဒါကြောင့်ဘဝမှာဖြစ်လာသမျှအရာအလုံးကိုနားလည်ဖို့မကြိုးစားခင်တချို့အရာတွေဟာဖြတ်သန်းပြီးမှသာအထိပ္ပယ်ပေါ်လာတဲ့ဆိုတာကိုသတိရထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဘဝရဲ့အလှတရားတချို့ကဖြစ်နေတဲ့အချိန်မှာမမြင်ရပါနဲ့နောက်ပြန်လှည့်ကြည့်တဲ့အခါမှာနားလည်လာတဲ့အရာတွေဖြစ်နေလို့ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပြီးတော့မှပြန်တွေ့ကြမယ်နော်။